မင်္ဂလာပါမိတ်ဆွေစိတ်အေးလက်အေးနဲ့အိပ်ပျော်ဖို့အတွက်ငြိမ်သက်ခြင်းရဲ့တောင်ကုန်းလေးလို့အမည်ရတဲ့ပုံပြင်တူလေးကိုဖတ်ပြပေးခြင်းပါတယ်ငြိမ်သက်ခြင်းရဲ့တောင်ကုန်းလေးမိတ်ဆွေဟာအခုချိန်မှာအရန်ကိုနူးညံ့ပြီးတက်တောင့်တက်တာရှိတယ်မြက်ခင်းပြင်စိမ့်စိမ့်လေးတစ်ခုပေါ်မှာရောက်နေတယ်လို့စိတ်ကူးကြည့်လိုက်ပါအဲ့ဒီနေရာလေးဟာမြင့်မာတဲ့တောင်တန်းကြီးတွေရဲ့ကြားမှာရှိတဲ့တိတ်ဆိတ်တဲ့တောင်ကုန်းလေးတစ်ခုပါနေဝင်ရိုးရီအချိန်မို့လို့ကောင်းကင်ကြီးတစ်ခုလုံးဟာပန်းရောင်ရင်းရင်းနဲ့ခရမ်းရောင်တန်းနေပါတယ်လေထုထဲမှာလည်းလက်ဆက်တဲ့တိခွပန်းရနံ့လေးတွေနဲ့မြေသင်းနံ့လေးတွေကသင်းပြန့်နေတယ်လေညင်းလေးများလေအေးအေးလေးကမိတ်ဆွေရဲ့ဘာပြင်ကိုအตาရထိတွေ့ထားတဲ့အခါခန္ဓာကိုယ်တွေကပင်ပန်းနွမ်းနယ်မှုတွေအားလုံးလွင့်ပါသွားသလိုခံစားရပါလိမ့်မယ်။တဘာဝရဲ့အတန်အဝေးတနေရာကစမ်းချောင်းလေးစီးဆင်းနေတဲ့တစိမ့်စိမ့်အတန်လေးဟာတချင်းတစ်ပုတ်လိုငိမ့်ညောင်းနေတယ်။ဒီပင်ကြီးတွေပေါ်ကငှက်ကလေးတွေကလည်းသူတို့ရဲ့အိတ်တန်းကိုပြန်ရင်တိုးတူးလီတေးဆူနေကြပါတယ်။အနားယူခြင်းမိတ်ဆွေရဲ့မျက်လုံးလေးတွေကိုအသားအရာမိတ်ထားလိုက်ပါမိတ်ဆွေရဲ့ခြေပြားလေးတွေကနေဥကောင်းထိတကူလုံးဟာခွန်းဆိုင်လေးတစ်ခုလိုပေါ့ပါသွားပြီးဘာကိုမှတွေးတောပူပန်နေဖို့မလိုတော့ပါဘူးအခုဆိုရင်ခေါင်းကင်မှာကျဲကလေးတွေတစ်လုံးပြီးတစ်လုံးထွက်လာပြီအဲ့ဒီကျဲလေးတွေရဲ့မိန်ပြပြအလင်းရောင်ဟာမိတ်ဆွေကိုအိပ်ဆက်ပါတော့လို့ချော့မြူနေတယ်လို့ပါပဲမိတ်ဆွေရဲ့အသက်ရှူတန်းဟာလည်းမှန်မှန်နဲ့ဖြည်းဖြည်းချင်းဖြစ်သွားပါပြီဒီငြိမ်သက်ခြင်းတွေထဲမှာမိတ်ဆွေဟာအရန်ကိုလုံခြုံနေပါတယ်အရန်ကိုအေးချမ်းနေပါတယ်နော်မင်္ဂလာညချမ်းလေးပါ